ကိုမီတာစုအနာဂတ်အတွက်နိုင်ငံရချမ်းကိုပြောင်းရွှေ့လာမိမှာရုပ်တဲ့နေ့မှာပဲတနိုင်ငံလုံးကဝိုင်းတက်တာကိုခံရမယ်ဆိုရင်သင်ဘယ်လိုလုပ်မလဲဇလန်ရဲ့အစမှာတော့ Jack Dwyer ဆိုတဲ့အမေရိကန်နိုင်ငံသားအင်ဂျင်နီယာတယောက်ဟာသူ့ရဲ့ကုမ္ပဏီတာဝန်နဲ့အရှေ့တောင်အာရှကနိုင်ငံတစ်ခုကိုရောက်ရှိလာခဲ့ပါတယ်။ Jack ဟာဒီခရီးစဉ်မှာတယောက်တည်းလာတာမဟုတ်ပါဘူး။သူ့ရဲ့ချစ်လာစွာသောဇနီးသည် Andy ရဲ့သက်ရှိရုပ်ကလေးတွေလိုချစ်စရာကောင်းတဲ့သမီးလေးနှစ်ယောက်ဖြစ်တဲ့ Lucy နဲ့ Beast တို့ကိုပါတပါးတည်းခေါ်ဆောင်လာခဲ့တာပါ။ Jack ရဲ့ရည်ရွယ်ချက်ကတော့ရိုးရှင်းပါတယ်။ဒီနိုင်ငံမှာရေပေဝေအေးစနစ်ကိုတိဆောက်ပင်ရင်ကုမ္ပဏီရဲ့ယာတို့တူးမြင့်တာကိုခံယူပြီးမိသားစုကိုပျော်ရွှင်စွာထားချင်တာပါ။ဒါပေမဲ့လေစိတ်ကိုခြေချလိုက်ကြတဲ့ကနမိတ်ဆိုးတွေကဆက်အတင်နေခဲ့ပါပြီ။ပူအိုက်ဆူစွတ်တဲ့ယာတီဥတို့စိမ့်သက်နေတဲ့ပတ်ဝန်းကျင်နဲ့သူတို့ကိုလာကြိုးမယ်ဆိုတဲ့ကုမ္ပဏီကားကလည်းအရေးအယောင်တောင်မတွေ့ရပါဘူး။မိသားစုလိုက်ရောင်းလဲလဲဖြစ်နေချိန်မှာကံကောင်းချင်တော့လေရင်ပေါ်မှာခင်မင်ခဲ့တဲ့ Hammond ဆိုတဲ့ breeder လူမျိုးကြီးကကူညီပေးခဲ့ပါတယ်။ Hammond ဟာအပျော်ကြိုက်ပြီးသဘောကောင်းတဲ့လူပုံစံပေါက်ပေမဲ့သူ့မျက်လုံးတွေထဲမှာတစုံတစ်ခုကိုလျှို့ဝှက်ထားသလိုဒီနိုင်ငံရဲ့အခြေအနေကိုကောင်းကောင်းကြီးရိပ်မိနေသလိုပါပဲ။ Hammond ကသူ့လက် Kenny Rogers လို့ခေါ်တဲ့ဒေသခံမိတ်ဆွေတယောက်ရဲ့ကားနဲ့ Jack တို့ကို Imperial Lotus ဆိုတဲ့ဟိုတယ်ကြီးစီလိုက်ပို့ပေးခဲ့ပါတယ်။လမ်းတစ်လျှောက်မှာတော့ Jack ဟာကားပတင်းပေါက်ကနေအပြင်ကိုငေးကြည့်ရင်စိတ်မတနာတစ်ခုကိုတတိထားမိလိုက်ပါတယ်။လမ်းဘေးကဒေသခံတွေရဲ့မျက်လုံးတွေကသူတို့လိုနိုင်ငံသားတွေကိုကြည့်တဲ့အခါဖော်ဝေမှုမရှိဘဲအမုန်းတရားတွေပြည့်ညတ်နေသလိုခံစားလိုက်ရလို့ပါ။ဟိုတယ်ရောက်တော့အခန်းတွေကခန်းသားထဲဝါပေမဲ့ထူးဆန်းလာတစ်ခုက TV လိုင်းတွေဖုန်းလိုင်းတွေနဲ့အင်တာနက်လိုင်းတွေအကုန်ပြတ်တောက်နေတာပါပဲ။ reception ကိုမေးကြည့်တော့လဲပြင်ဆင်နေသေးပါဆိုတဲ့အဖြေကလွယ်ပြီးဘာမှမရခဲ့ပါဘူး။ Jack ကတော့ဒါကိုတိတ်မှအမှုမထားပဲခရီးပန်းလာတဲ့သူ့မိသားစုကိုအနားယူခိုင်းလိုက်ပါတယ်။တကယ်တော့ဒါဟာမုံတိုင်းမလာခင်ငြိမ်သက်နေတဲ့အခြေအနေတစ်ခုမှသူတို့မသိခဲ့ကြပါဘူး။အဲ့ဒီညကသူတို့မိသားစုအတွက်အေးချမ်းချမ်းအိပ်ဆက်ခွင့်ရတဲ့နောက်ဆုံးညတညဖြစ်ခဲ့ပါတယ်။နောက်တနေ့မနက်ခင်းရောက်တော့ Jack ဟာသတင်းစာဝယ်ဖို့ဟိုတယ်အပြင်ဘက်ကိုထွက်လာခဲ့ပါတယ်။မနက်ခင်းလေးကိုရှူရှိုက်ရင်းမြို့ထဲလိုင်းလျှောက်လာတော့ရုတ်တရက်ဆိုသလိုပဲသူ့ဘဝကိုဇောက်ထိုးမုံမြော့ဖြစ်စေစေမြင်ကွင်းကိုတွေ့လိုက်ရပါတယ်။လမ်းမကြီးတစ်လျှောက်မှာဒိုင်းတွေကိုကင်ထားတဲ့ရဲတပ်ဖွဲ့တွေနဲ့ထောင်တောင်းချီတဲ့ဆန္ဒပြလူအုပ်ကြီးထိတ်တိုက်တွေ့နေကြတာပါ။အစပိုင်းမှာအော်ဟစ်ဆန္ဒပြယုံလို့ထင်ခဲ့ပေမဲ့ရုတ်တရက်အခြေအနေကထိန်းနိုင်မသိမ်းနိုင်ဖြစ်လာပြီးဆန္ဒပြသူတွေကရဲတွေကိုအကြမ်းဖက်တိုက်ခိုက်ပါတော့တယ်။လက်မှတ်မဲဆန္ဒပြဝဲမဟုတ်ပဲဓားတွေတုတ်တွေတနက်တွေကိုကင်ဆောင်ထားတဲ့သူပုံတွေရဲ့အာဏာသိမ်းပွဲဖြစ်နေကြတာပါ။သူတို့ရဲ့ Green Jordan ကတော့ရှင်းပါတယ်။အစိုးရကိုဖြုတ်နိုင်ငံသားမှန်သမျှတပ်ပစ်ဆိုတာပါပဲ။ Jack ရဲ့မျက်စိရှေ့မှာနေရဲတွေရဲရဲဆက်ဆက်အထက်ခံလိုက်သလိုအမေရိကန်နိုင်ငံသားတယောက်ကိုလည်းသူပုံတွေကလမ်းမလဲကောင်းမှာခေါင်းဖြတ်တက်လိုက်ပါတော့တယ်။ဒီသွေးပြက်စရာမြင်ကွင်းကိုမြင်လိုက်တဲ့ Jack ရဲ့မျက်လုံးထဲမှာကြောက်စိတ်တွေအပြည့်ဖြစ်သွားပြီးသူ့ခေါင်းထဲမှာတခုတည်းသောအသည့်ပဲဝင်လာပါတော့တယ်။အဲ့ဒါကသူ့လက်မိန်းမနဲ့ကလေးတွေကဟိုတယ်မှာကြံနေခဲ့တယ်ဆိုတဲ့အသည့်ပါပဲ။ Jack တယောက်ဟိုတယ်စီကိုအသက်လူပြီးပြန်ပြေးလာပါတယ်။လမ်းကြားတွေကနေဖြတ်ပြေးရင်းသူပုံတွေကနိုင်ငံသားတွေကိုအိမ်တွေကဆွဲထုတ်ပြီးတက်ဖြတ်နေတာတွေကိုမျက်ဝါးထင်းထင်းတွေ့ခဲ့ရပါတယ်။ဟိုတယ်ရောက်တော့အခြေအနေကပိုဆိုးနေပါပြီ။သူပုံတွေကဟိုတယ်ကိုဝိုင်းထားပြီးဝင်စီးနေပါပြီ။ဧည့်သည်ကျွဲကောင်တာကဝန်ထမ်းတွေကိုတတ်ဧည့်သည်တွေကိုလိုက်တက်နဲ့ဟိုတယ်တစ်ခုလုံးသွေးကြောင်စီးနေပါပြီ။ Jack ဟာမီးဖေးလေကားကနေအပြေးတက်ပြီးအခန်းထဲကသူ့ဇနီးနဲ့သမီးတွေကိုတွားခေါ်ပါတယ်။အခန်းထဲရောက်တော့ဇနီးဖြစ်သူအန်နီကရေချိုးခန်းထဲမှာဘာမှမသိပဲရှိနေတော့မှJack ကတကားကိုအတင်းဖွင့်ဝင်လိုက်ပြီးငါတို့အခုချက်ချင်းပြီးမှရမယ်လို့ပြောလိုက်တဲ့အချိန်မှာအန်နီရဲ့မျက်နှာပေါ်ကအပြုံးတွေပျောက်ဆုံးသွားခဲ့ပါတယ်။ကလေးတွေကိုပွေ့ချပြီးအခန်းတကားဝကိုရောက်တဲ့အချိန်မှာပဲတပုံတွေကစင်ချန်လန်းတစ်လျှောက်အခန်းတိုင်းကိုတကားကန်ဖွင့်တွေ့တဲ့လူတိုင်းကိုပစ်တက်နေတာကို Jack မြင်လိုက်ရပါပြီ။သူတို့အခန်းထဲမှာဆက်နေလို့မရတော့ပါဘူးဆိုတာကိုသဘောပေါက်ခဲ့ပါတယ်။ Jack တို့မိသားစုဟာတခြားသောဧည့်သည်တွေနဲ့အတူဟိုတယ်ခေါင်မိုးပေါ်ကိုတက်ပြေးကြပါတယ်။ခေါင်မိုးပေါ်ရောက်တော့လူတွေအများကြီးပိတ်မိနေကြတယ်။အားလုံးကကြောက်လန့်တကြားငိုယိုနေကြတဲ့အချိန်မှာကောင်းကင်ပေါ်ကနေရဟတ်ယာဉ်တစ်စင်းပြန်တန်းလာပါတယ်။ရဟတ်ယာဉ်တန်းကြားလိုက်ရတဲ့အခါအားလုံးကကယ်ဆယ်ရေးရောက်လာပြီးငါတို့လွတ်ပြီဆိုပြီးဝမ်းသာအားရလစ်ပြင်ပြအော်ဟစ်ကြပါတယ်။ဒါပေမဲ့
ကန်ဂျမာကသူတို့ကိုမျက်နှာသာမပေးခဲ့ပါဘူးအဲ့ဒီရဟတ်ရင်ဘောကတနတ်သမားတွေဟာသူတို့ကိုကယ်ဖို့လာတာမဟုတ်ပဲတတ်ဖို့လာတာဖြစ်ပါတယ်ရဟတ်ရင်ဘောကနေစက်တနတ်နဲ့ပြစ်ခတ်တဲ့အခါခေါင်မိုးတစ်ခုလုံးငရဲကန်းအလားဖြစ်သွားခဲ့ပါတယ်လူတွေအများကြီးတေဆုံးကုန်ကြပြီးဂျက်ဟာသူ့မိသားစုကိုဆွဲပြီးရေတိုင်ကြီးတစ်ခုရဲ့နောက်မှာဝင်ပုန်းရင်းတနတ်ဘေးကနေတီးတီလေးလွတ်မြောက်ခဲ့ပါတယ်ရဟတ်ရင်ထွက်သွားပေမဲ့အောက်ကနေတပုံတွေကခေါင်မိုးပေါ်အထိတက်လာနေကြပါပြီရှေ့မှာကလွတ်လိုင်းမှာမရှိနောက်မှာကတပုံတွေရှိနေပါတယ်ဒီအချိန်မှာဂျက်ဆုံးချက်တစ်ခုချလိုက်ရပါတော့တယ်အဲ့ဒါကတော့သူတို့ရှိနေတဲ့ဟိုတယ်ခေါင်မိုးပေါ်ကနေဘေးကပ်လျက်ရုံခန်းအဆောက်အဦရဲ့ခေါင်မိုးပေါ်ကိုခုံကူးပေါ်ပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအကွာအဝေးကလူကြီးတယောက်အတွက်တောင်မလွယ်ကူခဲ့ပါဘူးဒါပေမဲ့ဂျက်ကအရင်ဆုံးခုံကူးသွားပြီးတစ်ဖက်တိုက်ခေါင်မိုးပေါ်ကနေကလေးတွေကိုလှမ်းဖမ်းဖေးဖို့ပြင်ဆင်နေခဲ့ပါတယ်မိခင်ဖြစ်တဲ့အန်နီကတော့တုံလုတ်ပြီးငိုယိုနေခဲ့ပါတယ်အောက်ကပေပေါင်းယာကြီးမြင့်နဲ့မြေပြင်ရှိနေပြီးတစ်ချက်ချော်တာနဲ့အယိုးတခြားအသားတခြားဖြစ်သွားမဲ့အခြေအနေဖြစ်ပါတယ်နောက်မှာကတကားကိုရိုက်ဖွင့်ပြီးဝင်လာတော့မဲ့လူသတ်သမားတွေရှိနေခဲ့ပါတယ်ဂျက်ကသူ့မိမကိုလှမ်းအော်ပြောပါတယ်အန်နီငါ့ကိုကြည့်ငါ့မျက်လုံးကိုပဲကြည့်ငါတို့လုံနိုင်တယ်ဆိုပြီးသူ့မိမကိုအားပေးနေခဲ့ပါတယ်ဖခင်တယောက်အနေနဲ့ကိုယ့်ရဲ့အသေးနှလုံးဖြစ်တဲ့သမီးငယ်လေးကိုတိုက်ပေါ်ကနေပြစ်ချရမယ်ခံစားချက်ကိုတွေးကြည့်ပါမိတ်ဆွေကိုယ်တိုင်လည်းမပြစ်ရပေမဲ့မပြစ်ရင်လည်းအသက်ခံရပါတော့မယ်သမီးငယ်လေး beast ကိုပြစ်ချလိုက်တဲ့အချိန်မှာကြည့်ရှုသူအနေနဲ့အသက်ရှူရပ်သွားမသက်ဖြစ်ခဲ့ရပါတယ်ကံကောင်းစွာနဲ့ပဲဂျက်ကသမီးလေးကိုလေထဲမှာဖားလိုက်နိုင်ခဲ့ပါတယ်ဒီလိုနဲ့သမီးကြီးလူစီရောဇနီးဖြစ်သူအန်နီပါအောင်မြင်စွာခုံကူးနိုင်ခဲ့ပြီးသူတို့မိသားစုတေမင်းလက်ကနေတီလေးလွတ်မြောက်သွားခဲ့ပါတယ်သူတို့မိသားစုဟာမိုးသေးစွာရွာသွဲနေတဲ့မြို့ပြကြီးထဲမှာပုံအောင်ရင်ညကိုဖျက်တမ်းခဲ့ရပါတယ်နောက်တနေ့မှာတော့သူတို့ပိတ်မိလူနီးပါးဖြစ်နေချိန်မှာအစပိုင်းမှာကူညီခဲ့တဲ့ဟမ်မန်နဲ့သူ့တငယ်ချင်းကန်ဒီတို့ရောက်လာပြီးတပုံတွေကိုပစ်ခတ်ကဲထုတ်သွားပါတယ်ဟမ်မန်ကသူတို့ကိုလုံခြုံတဲ့နေရာတစ်ခုကိုခေါ်သွားပြီးအမှန်တရားကိုရှင်းပြပါတယ်တကယ်တော့ဟမ်မန်ဟာဗြိတိန်ဂုံးဆိုရဲ့လျှို့ရွယ်အေဂျင့်တယောက်ဖြစ်ပါတယ်ဒီနိုင်ငံကပြည်သူတွေဟာဘာလို့ဒီလောက်ဒေါသထွက်ပြီးနိုင်ငံသားတွေကိုတတ်ချင်လဲဆိုတာအကြောင်းရှိပါတယ်အဲ့ဒါကတော့အနောက်နိုင်ငံကုမ္ပဏီတွေကဒီနိုင်ငံကိုအကျွေးတွေတင်အောင်လုပ်အကျွေးမဆက်နိုင်တဲ့အခါရေအကျယ်မီဆိုလို့အဖိုးတန်တဲ့အရာတွေကိုတင်းပိုက်လိုက်ကြလို့ပဲဖြစ်ပါတယ်ဂျက်တို့ကုမ္ပဏီကလည်းဒီအစီအစဉ်ထဲမှာပါဝင်နေတဲ့အတွက်ကြောင့် ဂျက်ဟာတပုံပြီးအထီးကပြင်းမှဖြစ်နေကြတာပါကိုလုံးမဲ့အလုပ်ကကိုမိသားစုကိုဒုက္ခပေးမယ်မှန်တိလိုက်ရတဲ့ဂျက်တယောက်တော်တော်လေးစိတ်ထိခိုက်သွားပါတယ်သူတို့စကားပြောနေတော့မှပဲတပုံတွေကခြေရခံပြီးဝိုင်းထားလိုက်ပါတယ်ဟမ်မောနဲ့ကန်ဒီတို့ဟာသူတို့ရဲ့အမှားတွေကိုပြန်ပေးဆက်တဲ့အနေနဲ့ဂျက်တို့မိသားစုလုံလောက်သူအတွက်အသက်ပေးပြီးကာကွယ်ပေးခဲ့ကြပါတယ်ဟမ်မောမသေးခင်မှာဂျက်ကိုမှာလိုက်တာကတော့မြေကန်နာကိုသွားလှေတစင်းရှာပြီး BNN နဲ့ဇက်ကိုမောင်းပြေးတော့ဆိုတဲ့လမ်းညွန်ချက်ပေးဖြစ်ပါတယ်ဂျက်တို့မိသားစုဟမ်မွန်ပေးတဲ့လမ်းကြောင်းအတိုင်းမြေကန်နာကိုရောက်သွားပြီးလှေတစင်းကိုရယူနိုင်ခဲ့ပါတယ်ဒါပေမဲ့တပုံကောင်းဆောင်ပါသူတို့ကိုမျက်ချီမပြတ်လိုက်လာတဲ့ကြောင့်မြေကန်နာမှာဂျက်နဲ့တပုံကောင်းဆောင်တို့တယောက်ချင်းအကြိအနယ်တိုက်ခိုက်ခဲ့ကြပါတယ်ဂျက်တေလူနီပါဖြစ်နေချိန်မှာသမီးလေးလူစီကတပုံကောင်းဆောင်ကိုဟန်သားဖို့ကြိုးစားခဲ့ပါသေးတယ်နောက်ဆုံးမှာတော့ဇနီးဖူတူအန်ဒီကဘေးနာကတန်တုံနဲ့တပုံကောင်းဆောင်ကိုရိုက်ချလိုက်ပြီးဂျက်ကအဆုံးတက်လိုက်နိုင်ပါတယ်သူတို့မိသားစုလေပေါ်တက်ပြီးမိချောင်းအတိုင်းအရှင်ပြင်းပြင်းမောင်းနှင်သွားကြပါတယ်နောက်မှာတော့တပုံလီတွေအများကြီးလိုက်လာသလိုကမ်းပါးမော်ကနေလေတနက်တွေနဲ့ပြစ်ခတ်နေကြပါတယ်မြေချောင်းတစ်ချောင်းမောင်းနှင်လာပြီးနောက် BNN နယ်စပ်မြင်းကိုလှမ်းမြင်လိုက်တဲ့အချိန်မှာမျိုးလင့်ချက်ရောင်ကြီးတန်းလာခဲ့ပါတယ်ဒါပေမဲ့ကန်ဂျမာကရက်ဆက်ပြန်ပါတယ်နယ်စပ်မရောက်ခလေးမှာပဲလှေဆက်ပြက်သွားပြီးတောင်းတင်သွားခဲ့ပါတယ်တပုံတွေကသူတို့ကိုဝိုင်းထားလိုက်ပြီးတနက်နဲ့ချိန်ထားကြပါပြီဂျက်တယောက်လက်မြောက်ပြီးအရှုံးပေးလိုက်ရတဲ့အနေအထားပါသူမိသားစုကိုဖတ်ထားပြီးသေဖို့ပြင်ဆင်လိုက်ပါတယ်ဒါပေမဲ့တပုံတွေခလုံးမနှိတ်ခင်းစက္ကန့်ပိုင်းအလိုမှာပဲတနက်တန်တကူထွက်ပေါ်လာပြီးတပုံတယောက်လဲကျသွားပါတယ်အဲ့ဒါကတော့တစ်ဖက်ကမ်းမှာရှိတဲ့ BNN နယ်ခြားဆောင်တပ်ဖွဲ့ကပစ်ထည့်တာဖြစ်ပါတယ် BNN တပ်မှူးကစပီကာနဲ့လမ်းအော်ပြီးဒီမြင်းကိုကြော်လာတာနဲ့စစ်ကြေညာရရောက်လိမ့်မယ်လို့တတိပေးလိုက်ပါတယ်တပုံတွေက
မကြေမနက်နဲ့နောက်ဆုတ်သွားရပါတယ်။ဂျက်ဟာသူ့မိန်းမနဲ့ကလေးတွေကိုပွေဖတ်ပြီးဗီယက်နမ်ပိုင်နက်ထဲကိုခြေချလိုက်နိုင်နေပါတယ်။ဆေးရုံမှာသူတို့မိသားစုပြန်လည်စုံစည်းကြတဲ့ပုံအိတ်လေးနဲ့အတူမိသားစုဆိုတာဘယ်အရာနဲ့မှလဲလို့မရတဲ့တန်ဖိုးဆိုတာကိုပြသရင်းဇလန်လည်းအဆုံးသတ်ခဲ့ပါတယ်